hello ချင်းညီကိုတို့မင်းညကျွန်တော်တို့တွေ့လိုက်ရတာမန်ယူနဲ့လီဗာပူးပွဲကိုကျွန်တော်တွေ့လိုက်ရတာလုံးဝရှယ်နော်အားရစရာကြီးကျွန်တော်တို့ရဲ့မန်ယူဆိုရင်လည်းအစကျွန်တော်ထင်တာကျွန်တော်ရဲ့မန်ယူကရှုံးမယ်လို့ထင်တာဘယ်ဟုတ်မလဲ Okay let's go Okay မင်းညဆိုရင်ကျွန်တော်ထင်တာကျွန်တော်ရဲ့မန်ယူကရှုံးမယ်လို့ထင်တာဘယ်ဟုတ်မလဲ3-2နဲ့ဖြစ်သွားတာအစကမန်ယူကပထမပိုင်းမှာနှလုံးသွင်းထားတော့ဝမ်းနေတာလိုက်တာပြီးလို့ပြီးတော့ဒုတိယပိုင်းနဲ့ပြန်ရောက်အောင်လီဗာပူးကနှစ်ကူစတိုက်ပြန်သွင်းလာတယ်ကျွန်တော်ထင်တာကူညာရဲ့ကကွက်နဲ့နိုင်တော့ပါလားဘယ်ဟုတ်မလဲဒုတိယပိုင်းမှာလီဗာပူးကနှစ်ကူစတိုက်ပြန်သွင်းလာတဲ့အခါမှာစိတ်ထဲမှာလုံးဝမကောင်းတော့လုံးဝဝမ်းနေတော့တယ်နောက်ဆုံးတော့လေအချိန်ကုန်ခါနေကဟိုကိုရဲ့ area ကနေလှမ်းပြီးကြည့်လိုက်တာနော်ဖုန်းဆိုတော့မှာပဲနော်ဝင်တော့ဖရူဆိုကိုတော့စိတ်ထဲမှာလုံးဝပျော်သွားတယ်3-2ဖြစ်တော့ကျဉ်နှက်လိုက်တာပီတိလေးဖြစ်လိုက်တာမင်းညပွဲရတော့လုံးဝအဲ့လိုလဲကောင်းသွားတာမင်းညအဲ့ဒီဟာကိုကျွန်တော်ရဲ့ညီကိုတွေအားလုံးဒီဗီဒီယိုကလစ်ကိုမကြည့်ရသေးတဲ့ညီကိုတွေအားလုံးအတွက်ကိုကျွန်တော်ကပြင်ဆင်ထားတာရှိတယ်ဒီမန်ယူနဲ့လီဗာပူးရဲ့ပွဲကိုမကြည့်ရသေးတဲ့ညီကိုတွေရှိတယ်ဒီပွဲကိုကျွန်တော်ကပြင်ဆင်ထားတာရှိတယ်မနေ့ပြန်ကြရင်အဲ့ဒီဗီဒီယိုကလစ်ကိုကျွန်တော်တင်ပေးမှာဖြစ်တယ်ကျွန်တော် reaction ပြန်လုပ်ထားတာကျွန်တော်ရဲ့ညီကိုတွေအတွက်ကြည့်ရှင်တဲ့ကျွန်တော်ရဲ့ညီကိုတွေအတွက်ကျွန်တော်လုပ်ထားတယ်မနေ့ပြန်ကြရင်အတူတကွကြည့်ကြရအောင်လို့ကျွန်တော်ပြောချင်ပါတယ်ဒီကနေ့ကတော့ကျွန်တော်ရဲ့ဗီဒီယိုကလစ်ပါတော့ကျွန်တော်ဒီမှာနဲ့ပဲအဆုံးသတ်ချင်တယ်ကျွန်တော်ရဲ့ဗီဒီယိုကလစ်ကိုကြည့်တော့ကျွန်တော်ရဲ့ချစ်ရတဲ့မိတ်ဆွေညီကိုမမများအရောက်တဲ့ကိုကြီးချမ်းသာခြင်းကိုကြီးချမ်းသာခြင်းပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ဗီဒီယိုကလစ်ကိုဒီမှာနဲ့ပဲကျွန်တော်အဆုံးသတ်လိုက်ပါတယ်အရောက်ဆိုတဲ့အရောက်ဆိုတဲ့ကျေးဇူးအများကြီးတင်ပါတယ် Bye bye